ဂျီဟန်ကမိတ်ဆက်ကောင်ကြီးနဲ့အပြင်းထန်တိုက်ခိုက်နေတော့မှပဲသူ့ရဲ့နှဆိုးမလီကရုတ်တရက်ပေါ်လာပြီးဟေ့လူသားဒီမိတ်ဆက်ကောင်ကြီးစီမှာမှောင်မိုက်တဲ့စွမ်းရည်တွေအများကြီးပဲမင်းသူ့ကိုတိုက်ခိုက်နေရတဲ့ဒီမင်းရဲ့ dark spirit တက်တွေတက်နေတာနော်လို့လာပြောပြတယ်အဲ့ဒါကိုကြတော့ဂျီဟန်ကသဘောကျသွားပြီးအာဟုတ်မလားဒါဆိုလေဒီကောင်ကြီးကိုအားရပါရတက်ပြီး level တရားတာပေါ့ဆိုပြီးသူ့ရဲ့မှောင်မိုက်တဲ့ဓာတ်စွမ်းအင်တွေနဲ့အဆက်မပြတ်တိုက်ခိုက်တော့တာပဲတစ်ဖက်မှာလည်းတခြားအဖွဲ့သားတွေကဂျီဟန်ရဲ့တိုက်ခိုက်ပုံကိုကြည့်ပြီးအံ့ဩနေကြတယ်။ဒီကောင်တကယ်တန်တာပဲဟာဒီပုံစံတိုင်းဆို9မိနစ်တောင်မကြာပဲပွဲပြတ်တော့မယ်လို့ပြောနေတော့တယောက်ကဘာရုံကိုသွားဆလိုက်တယ်။ဘာရုံမင်းတို့နံပါတ်ကစ်နီယာကိုဂျီဟန်ကိုပေးလိုက်ရတော့မယ်ထင်တယ်လို့ပြောလိုက်တာကဘာရုံရဲ့ဒေါသကိုစော့ပေးလိုက်တယ်လို့ဖြစ်သွားတယ်။ဘေးကလူကထပ်ပြီးမင်းကခွန်အားပေးရွှေတာကျန်တဲ့နေရာတွေမှာဂျီဟန်လောက်မတော်ဘူး။အခုဆိုခွန်အားမှာတော့သူကမင်းထက်သားနေပြီလို့ပြောပြီးဘာရုံရဲ့ပခုံးကိုလာကြိုက်လိုက်တဲ့အချိန်မှာဘာရုံတကယ်ပဲပောက်ကွယ်သွားတယ်။ပါဇက်ပိတ်ထားစမ်းလို့အော်ဟစ်ပြီးသူ့ရဲ့အနီရောင်စွမ်းအင်တွေနဲ့ဘေးကလူကိုအဝေးကိုလွန့်ထွက်သွားအောင်ဖြစ်ထုတ်လိုက်တယ်။ဘာရုံကဒေါသကြောင့်ယူသွက်သွားပြီးသူ့အဖွဲ့သားတွေပါတတ်ဖြတ်ပြက်လိုက်တော့တာပဲ။ဘာရုံကငါလဲ buff တွေတိုင်းရင်အဲ့ဒီမိတ်ဆကောင်ကိုတတ်နိုင်တာပဲလို့ကြွေးကြော်ရင်းသူ့အဖွဲ့သား9ယောက်ကိုတတ်လိုက်လို့ step တက်လာတာအထိဖြစ်သွားတယ်။ဂျီဟန်ကဘာရုံရဲ့လုပ်ရက်ကိုကြည့်ပြီးကြောင်နေတော့မှပဲဘာရုံကဂျီဟန်ကိုပါရန်ဆက်ကစားဖြိုးလာတယ်။ဂျီဟန်မင်းငါကိုဘေးဖယ်ထားပြီးမင်းပဲလူစွမ်းကောင်းလှုပ်ချင်နေတာလား။မင်းရဲ့အကြံတွေကိုအကုန်သိတယ်လို့စွတ်ပြားတော့တာပဲ။နောက်ဆုံးမှာတော့ဘာရုံကမိတ်ဆကောင်ကြီးဘက်ကိုလှည့်ပြီးဟဲ့လောက်ကောင်မင်းအဲ့ဒီကောင်နဲ့တိုက်ထိုက်နေရတာမပြင်းဘူးလား။လာငါပဲမင်းကိုကချက်ထဲနဲ့အပြစ်ရှင်းပေးမယ်လို့အော်ဟစ်ပြီးသူ့ရဲ့အစွမ်းကုန်စွမ်းအင်တွေကိုစုစည်းကမိတ်ဆကောင်ကြီးကိုအပီးသက်တိုက်ခိုက်ဖို့ပြင်လိုက်တယ်။ဘာရုံကသူ့အသင်းသားတွေကိုတတ်ပြီးရလာတဲ့စွမ်းအားတွေနဲ့မိတ်ဆကောင်ကြီးနက်စစ်ကိုအပြစ်ရှင်းမယ်ဆိုပြီးအားနဲ့မန်နဲ့တိုက်ခိုက်လိုက်တာပါ။ဒါပေမဲ့သူထင်တယ်လို့ဖြစ်မလာခဲ့ပါဘူး။ဂျီဟန်ကဘေးကကြည့်ပြီးဘာရုံမှားသွားတဲ့အချက်တွေကိုတစ်ခုချင်းတွေးနေမိတယ်။ပထမအချက်ကနက်စစ်လိုကောင်မျိုးကိုအခုလိုအဝေးကနေပြစ်တဲ့တိုက်ကွက်တွေကတိတ်မထီရောက်တာပါ။ဒုတိယအချက်ကအသင်းသားတွေအားလုံးဝိုင်းတိုင်နေတုန်းကကြောက်တုံးတွေကိုဖျက်ဆီးထားတာကြောင့်နက်စစ်ကသူ့စွမ်းအင်ကိုတုံးလို့မရနေခဲ့တာပါအခုလိုဘာရုံကအသင်းသားတွေကိုထပ်ပစ်လိုက်တဲ့အတွက်ကြောက်တုံးတွေကပြန်ကောင်းသွားပြီးနက်စစ်ကသူ့ရဲ့မူလစွမ်းအင်တွေကိုပြန်ရသွားပါပြီဘာရုံတယောက်ဟာဆိုပြီးယုံကြည်ချက်အပြည့်နဲ့ကျုံးဝါးနေတုန်းကပဲနက်စစ်ကသူ့ကိုဖမ်းဆုပ်လိုက်ပါပြီဘာရုံလည်းသွားပြီးဆိုပြီးမျက်လုံးဖြူးသွားပြီးမြနောက်ကျသွားပါပြီနက်စစ်ကသူ့ကိုတကိုက်တဲနဲ့အပြစ်ရှင်းလိုက်တဲ့အတွက်ဘာရုံထေသွားခဲ့ပါတယ်အတင်းထဲမှာတကယ်နောက်တဲ့ကောင်ရဲ့အဆုံးသက်ကတော့မလှပါခဲ့ပါဘူးအဲ့ဒီနောက်မှာတော့နက်စစ်ကဒေါသတကြီးနဲ့မင်းလွတ်လိုလူသားအားလုံးကိုဖုံမှုဖြစ်အောင်လုပ်ဖြစ်မယ်လို့အော်ဟစ်ပြီးလျက်စစ်တွေနဲ့တဖွဲ့လုံးကိုလှုပ်မရအောင်လုပ်ပစ်လိုက်တဲ့အတွက်ဂျီဟန်လည်းလျက်စစ်တွေထဲမှာလှုပ်မရအောင်လဲကျနေတယ်ဒီကောင်ဘာရုံကြောင့်အကုန်ဖြက်စီးကုန်ပြီးငါ့ရဲ့ယာရုတက်ကိုအစီအစဉ်တွေလည်းသွားပြီးဆိုပြီးစိတ်ပြက်လက်ပြက်ချစ်နေတာကိုအဲ့ဒီအချိန်မှာပဲနက်စစ်ရဲ့ခေါင်းကိုမြားကစင်းလာမှန်တယ်ဂျီဟန်လဲကြည့်လိုက်တော့အဝေးကကြောက်ဆောင်ပေါ်မှာလေးကြိုက်ထားတဲ့ဆဲအားကိုတွေ့လိုက်တယ်ဂျီဟန်ကဆဲအားမင်းဒီမှာဘာလာလို့တာလဲငါပြောထားတိုင်းပဲအဝေးကိုဖြီးတော့လူစိတ်ပူပြီးအော်ပြောပေမဲ့ဆဲအားကကယူမဆိုင်ပါဘူးပါဇက်ပိတ်ထားစမ်းလူပြန်အော်ပြီးသူမရဲ့ခန်းစားချက်တွေကိုဖွင့်ပြောတော့တာလေသူမကအသင်းထဲမှာတခြားလူတွေရဲ့အရေးအောက်မှာပဲနေရတာကိုစိတ်ကုန်နေပါပြီဒါဘရင်ရဲ့သမီးဒါမှမဟုတ်ဂျီဟန်ရဲ့တူမဆိုတဲ့နာမည်တွေနဲ့လူသိများပြီးအမြဲတမ်းအကာအကွယ်ပေးခံရတဲ့အထုံးမဝက်နဲ့လူလူအဆက်ဆိုင်ခံရတာကိုသူမမိန်နေရပါဒါကြောင့်မလို့ဦးလေးကိုဘလို့ကူညီပေးရမလဲဆိုတာပြောပါစီအာကပြတ်သားတဲ့လေတန်းနဲ့အော်ပြောလိုက်တယ်ဂျီဟန်ကလောလောဆယ်ဆိုဖီယာနဲ့မာစစ်တို့တိုက်ပွဲဝင်ဖို့မထင်နိုင်တော့တာကိုကြည့်ပြီးအခြေအနေကိုတုံ့တက်နေတယ်ဆိုဖီယာပေးထားတဲ့ buff ကြောင့်နောက်1မိနစ်လောက်နေရင်သူလှောက်ရှားလို့ရတော့မှာမို့အချိန်ဆွဲဖို့လိုနေတာပါဂျီဟန်ကစိတ်ထဲကနေဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးစေအားအခုကစပြီးမင်းကစောင်းဦးပေါက်ချင်းတကောင်လို့လောက်ရမယ်လို့အော်ပြောလိုက်တယ်စောင်းဦးပေါက်ချင်းတွေကနွေရာသီလက်စာရင်ပူပြီးနှေးကွေးတယ်လို့ထင်ရပေမဲ့ဘယ်ကမှမသိရုတ်တရက်ပေါ်လာတတ်ပြီးလူကိုတကယ်စိတ်အနောက်ရှက်ပေးနိုင်ကလေစေအားကလည်းဦးလေးဖြိုးတာကိုချက်ချင်းသဘောပေါက်သွားပြီးဘီလူးကြီးကိုပတ်ပြေးရင်ညှိုင်းနေနဲ့ပြစ်ပြီးအာယုံလွှဲတော့တာပါပဲမင်းဒီပိုးကောင်မဘီလူးကြီးကဒေါ်တော်ကြီးအော်ဟစ်လိုက်တယ်စေအားရဲ့အာယုံလွှဲမှုကတကယ်ကိုထိရောက်နေတာမို့ဆိုဖီယာနဲ့မာစစ်တောင်အန်အိုးနေကြတယ်။ဝါသူ့တကယ်ကိုကောင်းကောင်းရှောင်တိန်နေနိုင်တာပဲ။ဦးလေးခိုင်းတဲ့အတိုင်းကွက်တီပဲလို့ဆိုဖီယာကမှတ်ချက်ပေးလိုက်တယ်။ဒါပေမဲ့ဘီလူးကြီးကတော့ဒေါ်တာတီထော်ပြီးပုံမိုကြမ်းတမ်းလာပါတယ်။မကြခင်မှာပဲစေအားရဲ့ခန္ဓာကိုယ်ပါအကန့်အသတ်ကိုရောက်ပြီး
ဆိုတဲ့အော်ဒါနဲ့အတူလဲကျသွားပါတော့တယ်ဂျီဟန်ကစိုးရင်တကြီးနဲ့စေအားလွတ်လှမ်းခေါ်လိုက်ပြီးမြင်သူကိုယ်တိုင်လည်းလှုပ်မရသေးပါဘူးစေအားကတော့အသက်ကိုပြင်းပြင်းရှူရင်းဦးလေးအတွက်အချိန်ဆွဲရမယ်ငါ့မှာအားမရှိတော့ပေမဲ့ပြန်ထမှဖြစ်မယ်လို့အန်ကျိတ်ပြီးစိတ်တင်းထားပါတယ်သူမဟာနာကျင်မှုတွေကိုအောင့်ရီးပြီးမရရအောင်ပြန်ထားလိုက်တယ်ဦးလေးကိုကူညီနိုင်မဲ့တခုတည်းသောနီလန်းကသူပြန်မထနိုင်ခင်အထိဘီလူးကြီးရဲ့အာယုံကိုဆွဲထားဟိုကလေးတစ်ဖက်မှာလဲဂျီဟန်ဟာသူ့ရဲ့ Shadow Sword အစွမ်းတွေရုတ်တရက်တိုးလာတာကိုသတိထားမိလိုက်တယ်အရေးနဲ့တမီလေးကဘေးကနေစကားတွေလာပြောနေပေမဲ့ဂျီဟန်ကတော့သူ့ရဲ့တိုးလာရဲ့အစွမ်းတွေနဲ့အတူအကွက်တစ်တစ်ကိုသုံးမိုးပြင်ဆင်နေပါပြီဒီပြည်တန်းလက်တန်းကစားပွဲကဒီမှာပဲပြီးပြီအတုံးမကြော့လူသားဘီလူးကြီးကဒေါသအထွတ်ထရောက်ပြီးသူ့အမြဲနေတဲ့ရေကန်ထဲကနေထွက်လာတာပါတယ်စီအာကအနောက်ကိုစုပ်ရင်းခလုတ်တိုက်ပြီးလဲကျသွားပြန်တဲ့အခါဘီလူးကြီးကသူ့မကိုတတ်ဖို့အနားကိုရောက်ရှိလာပါတော့တယ်အခြေအနေကတကယ်ကိုစိုးရိမ်စရာအကောင်းဆုံးအချိန်ကိုရောက်နေပါပြီစီအာတယောက်အားကွန်တုံးပြီးဘီလူးကြီးရဲ့တိုက်ခိုက်မှုတွေကိုမရရအောင်ရှောင်နေရတယ်အဲ့ဒီလိုအတင်းရုံးကနေရင်းနဲ့သူမရဲ့တက်လုံးက10ထိတိုးသွားပြီးဇွဲဆိုတဲ့ရှားပါတဲ့စွမ်းရည်တစ်ခုကိုပါရရှိသွားတာပေါ့ဒါကိုကြည့်နေတဲ့ဘီလူးကြီးကတော့ဒီပိုးမကောင်ကတော့တကယ်ကိုနားညီအောင်လုပ်နေလေပျောက်ကွယ်သွားစမ်းဆိုပြီးခရင်ရောင်အလင်းတန်းကြီးလွှတ်ထုတ်ပြီးတိုက်ခိုက်လိုက်ပါတော့တယ်အလင်းတန်းကြီးထိသွားပြီးအထင်နဲ့ဘီလူးကြီးကအားလုံးငိတ်သွားပြီလို့ထင်နေတာဒါပေမဲ့ဂျီဟန်ကအချိန်မီလှုပ်ရှားနိုင်သွားပြီးစေအားကိုပွေ့ချပြီးဘေးကင်းရာကိုကဲထုံနိုင်ပါတော့တယ်ဟဲ့လူကြီးဘယ်ကိုကြည့်နေတာလဲလို့ဂျီဟန်ကလှမ်းမေးလိုက်တဲ့အခါဘီလူးကြီးလည်းလန့်သွားတော့တာပဲဂျီဟန်ကစေအားလက်ဇွဲကိုချီးမြှောလိုက်တော့စေအားလေအယမ်းဝမ်းတာသွားပြီးပြုံးနိုင်သွားတာပေါ့စေအားကဦးလေးတကယ်ကိုတိတ်နိုင်မလားအရင်လူတွေအများကြီးတေကုန်ကြပြီလေလို့စိုးရင်တကြီးမေးလိုက်တော့ဂျီဟန်ကတော့စိတ်မပူနဲ့ဦးလေးမှာအကြံရှိတယ်လို့ပြောပြီးရှေ့ထွက်သွားတယ်ဒါပေမဲ့ရုတ်တရက်ကြီးဂျီဟန်ကလက်နှစ်ဖက်နှောက်ပြီးကျွန်တော်အရှုံးပေးပါတယ်လို့ပြောလိုက်တော့ဘေးကလူတွေကိုစေအောင်ကိုကြောင်သွားကြတယ်ဘီလူးကြီးကတော့လှောင်ရဲပြီးမင်းကိုငါအထူးအိတ်တဲ့အဖြစ်တခါတည်းဝါကြဖြစ်မှန်ဆိုပြီးအားနဲ့ခုံအုပ်လိုက်တာပေါ့ဒါပေမဲ့ဒါကဂျီဟန်ရဲ့အကွက်လေဂျီဟန်ကအေးအေးဆေးဆေးပဲပြောလိုက်ပြီးတကယ်တော့ဝါကြချင်ဟာမှာကမင်းပဲငါရဲ့အရေးတွေကမင်းတေဒီအထိရက်မတတ်လို့လို့ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့အတ်မေကိုပြန်ဝါမျိုးနိုင်တဲ့သူ့ရဲ့ဒုတိယမြောက်အရေးလျှို့ဝတိုင်ကြီးဖြစ်တဲ့ Dark Shadow Ascension ကိုထုတ်သုံးလိုက်ပါတော့တယ်ကြီးမားလာတဲ့အရေးစွမ်းအင်တိုင်ကြီးကဘီလူးကြီးကိုအပေါ်ကိုပင့်တက်လိုက်ပြီးအာကုံချွေမြုံပစ်တာပါတော့တယ်စုံကြီးဟန်တရားခေါင်းနဲ့စစ်နဲ့အကျင့်တဲ့တိုက်ခိုက်နေကြီးမှာဘယ်ရုံးကတော့တစ်ဖက်မှာပုစီပြောရင်ကြမ်းခဲ့တာပေါ့ငါသာသတိမလွတ်ခဲ့ရင်အေးစေးနိုင်ပါတယ်ဒီကောင်လေးဘရော့မှာရောက်လာမှလဲဆိုပြီးစောင့်နေတော့မှပဲရုတ်တရက်စခရင်ပေါ်မှာစာတန်းကြီးတက်လာတယ် Angel Team ကခေါင်းနဲ့စစ်ကိုအနိုင်ယူလိုက်ပြီးတဲ့ဘယ်ရုံးတရားပဆက်အဟောင်းသားနဲ့လုံးဝမယုံလိုက်လို့ဖြစ်သွားတာပေါ့ဒါဘလို့ဖြစ်နိုင်မှာလဲငါအကူညီမပါပဲသူ့တယောက်ထဲနဲ့အနိုင်ယူလိုက်တာလားဆိုပြီးဒေါသတွေထွက်လာတော့တာပဲဂျီဟန်တို့ပြန်ရောက်လာတော့ဘယ်ရုံးကဒေါသတွေကြီးနဲ့ဂျီဟန်ကိုတစ္ဆာပေါက်ဆိုပြီးအော်ဟစ်ပါတော့တာဂျီဟန်ကတော့အေးဆေးဆေးပဲဂဒီပေးထားတဲ့အတိုင်းငါတို့ဒီပွဲကိုအနံ့ရုံလုပ်ပေးမယ်လို့ပြောလိုက်တယ်အဲ့ဒီမှာဘယ်ရုံးကလုံးဝယူးသွားပြီး rage မှုဝင်သွားတာငါကအတန်လုံးကစားသမားပဲဆိုပြီးရှေ့မှာရှိသမျှလူကိုလိုက်တက်တော့တာပဲနောက်ဆုံးတော့ဘယ်ရုံးကသူ့တက်ဖူးသမျှလူအများဆုံးစံချိန်တင်ပြီးသူ့အတင်းကိုအနံ့ရအောင်လုပ်ပေးလိုက်နိုင်တယ်ဂိမ်းပြီးလို့အိမ်ပြန်ရောက်တော့ဂျီဟန်ရဲ့တူမလေးကအရန်ကိုစိတ်လှရှာပြီးပျော်နေတာဦးလေးကြည့်ဦးသမီး level 20တောင် fit သွားပြီတဲ့တပွဲတည်းနဲ့ level 9ကနေ20အထိ19 level လောက်တက်သွားတာဆိုတော့မပြောပဲနေမလားဂျီဟန်ကလည်းသူ့တူမလေးကိုမင်း level 30မတိုင်ခင်ထိနဲ့ city stat ရခဲ့တာကောင်းတယ်အခု class ရွေးဖို့လိုပြီနော်လို့ပြောလိုက်တယ်ဂျီဟန်ကအားချ40တော့ရွေးဖို့အကြံပေးပေမဲ့တူမလေးကသမီးကထိတ်ဆုံးမှပဲနေချင်တာအားချတွေကဒီနိုင်ငံမှာအယမ်းများတယ်ဆိုပြီးညင်းလိုက်တယ်ဂျီဟန်ကလည်းငါတူမလေးကတော့ရီမင်းကျက်ကြီးကငါနဲ့တူတာပဲဆိုပြီးပြုံးနေမိတာပေါ့ခဏနေတော့ဂျီဟန်ကသူ့ status ကိုစစ်ကြည့်လိုက်တယ်။သူကိုယ်တိုင်လည်း level 50ဖြစ်သွားပြီး promotion match ကစားဖို့အရေးအချင်းပြည့်သွားပြီ။စုအနေနဲ့ S rank ရှိတဲ့ Clock of the Voice ဆိုတဲ့ဝိယုံကိုရခဲ့တယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းရဲ့ဘေးထဆိုးရိတ်ကနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်။အချာဤဝတ်ထားရင်ဟင်းလင်းပင်ထဲမှာပျောက်ဆုံးသွားနိုင်တယ်တဲ့။ဒါနဲ့ဂျီဟန်လည်းသူ့ရဲ့ခေါ်ယူထားတဲ့ area ကိုခေါ်ပြီးသူသုံးခဲ့တဲ့ Dark Shadow Heaven Ascension ဆိုတဲ့ scale အကြောင်းနဲ့ပတ်သက်ပြီးတခုခုထူးခြားနေတာကိုမေးမြန်းမှုပြင်လိုက်တာပေါ့။ဂျီဟန်တယောက် area ကိုကြည့်ပြီးစဉ်းစားနေတာဒီအရေးမိကကွေးရဲ့ပုံစံကသူ့အရင်ကမြင်မှုတဲ့အမြင့်ဆုံးအာဏာစက်နဲ့တထည့်တရတူလို့
သူက Shadow God Technique နဲ့ Shadow Queen ကြားမှာဘာပတ်သက်ချင်းရှိလဲဆိုတာသိချင်နေလား Ariel ကတော့မျက်မှောင်းကုပ်ပြီးကြီးဟန်းကိုငါမသိပါဆိုမှခဏလာမမင်းနဲ့အရင်ကလည်းဖျောက်ပြီးပြီဆိုပြီးစိတ်မရှိရသလိုညင်းနေတာပေါ့ဒါပေမဲ့ရုတ်တရက် Ariel ရဲ့မျက်နှာကတဲသွားပြီးကြီးဟန်းကိုတက်ကြီးမေးလိုက်တယ်စောင့်ကြီးဟန်းငါအပွင့်လင်းဆုံးပြောမယ်မင်းရဲ့ပါရမီကိုခိုးသွားတဲ့ Wandering Martial God အကြောင်းသိချင်လားလို့ကြီးဟန်းလည်းအံ့ဩသွားတာပေါ့ဒီကောင်မလေးဒါကိုဘယ်လိုသိတာလဲဆိုပြီးတာပေါ့နော်Ariel ကဆက်ပြောပြတယ်တကယ်တော့သူ့ရဲ့ပင်မကိုယ်တိုင်ထိတဲ့ Shadow Queen ကဂျီဟန်စီကနေအဲ့ဒီစစ်နက်ဖျားရဲ့စွမ်းရည်တွေကိုခန်းစားမိလို့သူ့ကိုစောင့်ကြည့်ခိုင်းဖို့လွတ်လိုက်တာတဲ့ဂျီဟန်ကလည်းငါကိုများအကြိုက်ချင်းတူလို့ထင်နေလားအခုတော့ခွက်ကြပါပြီဆိုပြီးတွေးနေတော့မှ Ariel ကပစပ်ပိတ်ထားစမ်းဆိုပြီးဟောက်လိုက်ပါသေးတယ်ဂျီဟန်ကအဲ့ဒီစစ်နက်ဖျားကတကယ်ပဲအယမ်းလို့ကြောက်ဖို့ကောင်းလာလို့မေးတော့ Ariel ကကြောက်ဖို့ကောင်းရုံတင်မကမလဲသူကကပ်ပြကြီးတစ်ခုပဲလို့ဖြေတယ်ပုံမှန်ဆိုရင်ကျေးတာနှစ်ဖျားတွေကသူတို့မွေးဖွားရကျေကိုကာကွယ်တာဂျီဟန်ကမွေးဖွားတာဆိုတာဘာကိုပြောတာလဲနှစ်ဖျားတွေကပုံမှန်အတိုင်းဖြစ်လာတာမဟုတ်ဘူးလားလို့မေးတော့ Ariel ကရှင်းပြတယ်တကယ်တော့သူတို့က Battle Net မှာ level 850 ထိရောက်ပြီးကိုမျိုးသားယူရဲ့အကန့်အသတ်ကိုကျော်လွန်သွားတာသူတွေဖြစ်တယ်ဂျီဟန်က level 9ကအမြင့်ဆုံးထင်ထားတာမို့လို့တော်တော်လေးအံ့ဩသွားတာပေါ့ဒီစစ်နက်ဖျားကတခြားနက်ဖျားတွေနဲ့မတူဘူးသူကိုယ်တိုင် Martial Star ဆိုတဲ့ကြေတလုံးဖန်တီးပြီးတခြားနက်ဖျားတွေကိုလိုက်ဖန်တန်ကြောနဲ့ချင်းပြီးသူတို့ရဲ့စွမ်းရည်တွေကိုစုပ်ယူပေးတာတဲ့အဖမ်းခံရတဲ့နက်ဖျားတွေကတေတာလည်းမဟုတ်ရှင်တာလည်းမဟုတ်တဲ့အခြေအနေမှာပိတ်မိသွားတာပေါ့အဲ့ဒါကြောင့်လေတခြားနက်ဖျားတွေကသူ့ကိုကြောက်ကြတာ Ariel ကဂျီဟန်ကိုမင်းကအဲ့ဒီစစ်နက်ဖျားရဲ့စွမ်းရည်တွေကိုရထားတာတော့မဆန်းဘူးသူကတခြားသူတွေစီကခိုးထားတာအများကြီးရှိတယ်ဒါပေမဲ့ငါတို့ Shadow Queen ကအဲ့ဒီလက်ထဲမှာတခါမှမကြဘူးအဲ့ဒါကိုမင်းကဘလို့လဲသူ့ရဲ့စွမ်းရည်တွေကိုသုံးနေရတာလဲဂျီဟန်และ Ariel ပြောတာနားထောင်ရင်းနဲ့တခုတတိရသွားတယ်။သူအရင်ဘဝမှာဒီ Shadow God Technique ကို Diamond League ရောက်မှတင်ထားခဲ့ရတာ။အဲ့ဒါကိုပြန်ဆက်ကြည့်တော့အော်အနာဂတ်မှာဒီစစ်နက်ဖျားက Shadow Queen ကိုအဖမ်းမိပြီးအစွမ်းရည်တွေကိုခိုးယူလဲမယ်။အဲ့ဒီမှာဒီပညာအထွတ်လာတာဆိုတာသူ့သဘောပေါက်သွားတာပေါ့။ဆိုလိုတာကမကြခင်မှာ Shadow Queen လည်းအမဲရောင်ခံရတော့မှာပေါ့။ Ariel ကတော့ဒါတွေကိုမသိဘူးဂျီဟန်စီမှာဓာတ်ထတန်မားတဲ့ skill ရှိသေးလားဆိုပြီးလိုက်ပြီးနေတာဂျီဟန်ကရှိတော့ရှိတယ်ဒါပေမဲ့ level 9လို့အခုပြလို့မရဘူးလို့ပြောလိုက်တယ် Ariel ကတော့အဲ့ဒီ skill တာမြင်ရရင်ငါတို့ပင်မကိုယ်တိုင်တော့အရန်ကိုအထောက်အကူဖြစ်မှာပဲဆိုပြီးတွေးနေတာပေါ့အဲ့လိုစကားကောင်းနေတော့မှပဲဂျီဟန်ရဲ့တူမလေးကဦးလေးရောဆိုပြီးအခန်းထဲဝုန်းကနေပြေးဝင်လာတာတူမလေးကအရန်တွေစိတ်လုံဆိုင်ပြီးဒီနေ့ညစာစားဖို့အားလားဦးလေးရဲ့ fan တွေကတွေ့ချင်လို့တဲ့ဂျီဟန်ကလည်းကြောင်သွားတာပေါ့ငါမှဖန်ဒီရှိလို့လားဆိုပြီးတော့ပေါ့သူတို့ပုံရိပ်လေးတွေကိုမြင်လိုက်တော့ဂျီဟန်တယောက်ဘာဆက်ဖင်မလဲဆိုတာစဉ်းစားရခန့်သွားတော့တာပဲဆိုင်ထဲမှာဆိုဖီယာတယောက်တည်းစောင့်နေရတာတုံလုံးနေရှာတယ်အမလီစောသွားတာလားမသိဘူးတောက်စီယာအရင်မှာထားရမလားဆိုပြီးတွေးနေရင်နဲ့ရေမွေးနေအများကြီးစွန့်မိသွားသလားနှုတ်ခမ်းနေများမေ့ခဲ့သလားဆိုပြီးတကယ်အောင်ကရန်ခဲ့နေတာပေါ့တခြားတစ်ဖက်မှာလည်းစီယာကမှန်ကြည့်တယ်သူ့မိတ်ကက်ဒီပြက်နေမလားဆိုပြီးစိုးရင်တကြီးဆွဆွနေလိုက်အဲ့ဒီအချိန်မှာလေဂျီဟန်ရောက်လာတယ်အကြာကြီးစောင့်လိုက်ရလားလို့မေးလိုက်တော့ဆိုဖီယာကဝမ်းသာအားရနဲ့မစောင့်ရပါဘူးလုံးဝမစောင့်ရပါဘူးလို့ပြန်ဖြေလိုက်တယ်ဒါပေမဲ့တနာစရာကောင်းတာကစီယာပဲသူ့ရဲ့ချင်းတွေပေါ်ကတော့ရုပ်ဆိုးဆိုးလူကြွားကြီးတယောက်ဖြစ်နေလို့စိတ်ပြက်နေရရှာတယ်ဂျီဟန်နဲ့ဆိုဖီယာတို့အတူတူထမင်းစားကြနေဂျီဟန်ကဆိုဖီယာညပရိသတ်တယောက်ဖြစ်ကြောင်းနဲ့တေချာမိတ်ဆက်ချင်လို့အခုလိုချိန်လိုက်ကြလို့ပြောတယ်စကားပြောနေရင်နဲ့ဆိုဖီယာကဂျီဟန်ကိုအိုပါလို့ခိုးလို့ရမလားလို့ချွဲနှဲပြီးမေးလိုက်တော့ဂျီဟန်ကတော့အရင်ဘဝတုန်းကထက်ပိုပြီးကလေးဆန်ပြီးတက်ကြွနေတဲ့ဆိုဖီယာကိုကြည့်ပြီးသူကအရင်ကထက်ပုံငယ်သွားတယ်လို့ပဲလို့စိတ်ထဲကနေတွေးနေမိတယ်။ဆိုဖီယာကအသက်20ပဲရှိသေးတယ်ဆိုတာသိလိုက်ရတော့ဂျီဟန်ကသူ့ကိုကလေးတယောက်လိုသဘောထားပြီးစားချင်တာအားရပါရစားကြီးထွားနေတဲ့အရွယ်ဆိုတော့ကိုပဲရှင်းလိုက်မယ်လို့ပြောလိုက်တာကြောင့်ဆိုဖီယာကဘာလို့ကလေးလိုလာဆက်ဆံနေတာလဲဆိုပြီးစိတ်ကောက်သွားသေးတယ်။နောက်တော့ဆိုဖီယာကဂျီဟန်ရဲ့ level ကိုမေးလာပြီး Silver League ပွဲစဉ်တွေမှာတွေ့လာမလားလို့မေးတယ်။ဂျီဟန်ကသူ့ရဲ့အခြေအနေကိုစစ်ဆေးကြည့်လိုက်တဲ့အခါသူဟာ Silver League ရဲ့ number 1နေရာကိုရောက်ပြီး Ruler of Silver ဘွဲကိုရထားတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့အန်အော့စရာကောင်းတာကစနစ်ကနေဂျီဟန်ရဲ့ level ဟာ Silver League ထက်ကျော်လွန်နေပြီဖြစ်တဲ့အတွက် Gold League ကိုတိုက်ရိုက်တက်လန်ခွင့်ရှိတယ်ဆိုတဲ့သတိပေးချက်တက်လာတာပါပဲ။ဒီလိုမျိုးလေးဖြစ်နိုင်တာပဲလားဆိုပြီးဂျီဟန်တယောက်အန်အော့သန်ပွားရပါတော့တယ်။ဂျီဟန်တယောက်စဉ်းစားကန်ဝင်နေပါတယ်။စနစ်ကသူ့ကို Silver League ကနေ Gold ကိုတန်းတက်မလားဒါမှမဟုတ် Silver မှာပဲဆက်ကစားပြီးအပြစ်ဒဏ်တွေခံယူမလားဆိုပြီးရွေးခိုင်းနေတာကိုတကယ်လို့သူသာ Gold ကနေတစ်ဆင့် Platinum ကိုတန်းတက်သွားရင်တော့တမိုင်းမှာအမြန်ဆုံးတက်လန်နေပြီဖြစ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ဂျီဟန်ကခေါင်းအေးအေးလေးနဲ့ပဲစဉ်းစားလိုက်တယ်။ Gold League မှာရနိုင်တဲ့အောင်မြင်မှုစုတွေကိုလက်လွတ်မချင်တဲ့ကြောင့်
Silver League မှာပဲစက်ကစားဖို့ဆုံးဖြတ်လိုက်တော့တယ်။တစ်ဖက်မှာတော့ကောင်မလေးတယောက်ကတော့ကန်ဆိုးမှုမောင်နေရှာတယ်။ပထမဆုံးအကြိမ်ချင်းတွဲတဲ့နေ့မှာလက်ထပ်ဖို့ခံလိုက်ရတော့တော်တော်လေးကိုဒေါသထွက်နေတာပါ။သူကအလုတ်ညားတာရဲ့လောင်ကစားဖို့တာရဲ့ကိုပဲဘဝရိပ်အနှစ်အစားထစ်နေတဲ့သူဆိုတော့ဒီလိုအထိပ္ပယ်မရှိတဲ့ချင်းတွဲမှုတွေကိုတော်တော်လေးစိတ်ပြတ်နေတာပေါ့။အဲ့ဒီအချိန်မှာပဲသူလောင်ကစားနေကြတဲ့ Battle.net site ကနေအရေးကြီးသတိပေးချက်တစ်ခုတက်လာတယ်။အဲ့ဒါကဂျီဟန်ရဲ့ရွေးချယ်မှုကြောင့် Silver League ရဲ့စီးမြန်းတွေအကြီးမားပြောင်းလဲသွားပြီဆိုတဲ့သတင်းပါဂျီဟန်ကတော့ AACC ပါပဲသူကဘာလို့ဒီလိုခက်ခဲတဲ့လန်ကိုရွေးရတယ်လဲဆိုရင်နောက်3လနေရင်ကမ္ဘာဟာ Space League ထဲကိုရောက်သွားမှာမို့လို့ပါအဲ့ဒီအချိန်ကျရင်ဖြစ်လာမဲ့ဒေထုကကွေကိုတားဆီးနိုင်ဖို့အထက်သူက Platinum League ကိုအရောက်သွားရမှာဖြစ်နေတယ်စနစ်ကပေးထားရဲ့အဖြစ်တန်ဒီကတော့တော်တော်လေးကို ground ဖို့ကောင်းပါတယ်မြေပုံကလည်းပြောင်းသွားတယ်လို့ရန်သူတွေကပိုတန်းလာပြီးအသင်းအင်အားက30နဲ့90ဆိုပြီးမမျှမတခက်နေတာပါဒီကူမြင်တဲ့သူတိုင်းကဂျီဟန်ရှုံးတော့မှာပဲလို့ထင်ပြီးသူ့ဘက်ကနေမလောင်းကြတော့ပါဘူးနောက်ဆုံးတော့ပွဲစဉ်ကျင်းပမဲ့နေ့ကိုရောက်ရှိသွားပါပြီဂျီဟန်ကတော့ရှေးဟောင်းခံတက်ကြီးတစ်ခုပေါ်မှာရောက်နေပြီးသူ့ရှေ့မှာတော့ကြောက်စရာကောင်းတဲ့အရိုးစတီစစ်တက်ကြီးကဘရင်ကိုတက်ကြားဆိုပြီးအော်ဟစ်ကချီတက်လာနေတာပါဒါဟာ Ended Association လို့ခေါ်တဲ့အဖွဲ့ကြီးရဲ့တိုက်ခိုက်မှုပါဂျီဟန်ကတော့ဒီလောက်များပြားတဲ့ရန်သူတွေကိုတယောက်တည်းရင်ဆိုင်ဖို့အသင့်ဖြစ်နေတဲ့ပုံစံနဲ့ AACC ရက်ကြည့်နေပါတော့တယ် Top 100 Promotion Games စတင်ပါသည်အခုကစားရမယ့်မြေပုံကတော့ Ambush Conqueror's Tomb လို့ခေါ်တဲ့အထူးခံစစ်မြေပုံပါပုံမှန်ဆိုရင်ဒီကူသိန်းဆိုင်ကိုဝင်တက်ရတာမျိုးဖြစ်ပေမဲ့အခုတစ်ခေါက်မှာတော့ကစားသမားတွေကဒီနေရာကိုရင်သူတွေလက်ထဲမကျအောင်ပြန်လဲကာကွယ်ရမှာဖြစ်ပါတယ်ဒါပေမဲ့စီယုံဂျီဟန်နဲ့ပနယ်တီတန်ခတ်မှုတွေကြောင့်သူရှိနေတဲ့မြောက်ဘက်တန်ကမှာသူအပါဝင်စုစုပေါင်း10ယောက်ပဲရှိပါတယ်။ကျန်တဲ့ကစားသမား90ကတော့တောင်ဘက်တန်ကမှာစုပြီးခန်းစစ်ထင်နေကြတာပါ။တောင်ဘက်တန်ကမှာတော့အမေရိကန်ရဲ့ထွန်းသစ်စစ်ကျဲဖွင့်ဘဲရန်ကအခြေအနေကိုကြည့်ပြီးဒါကတော်တော်လေးရှုပ်ထွေးတာပဲ။ကာကွယ်နိုင်တဲ့အပေါ်မူတည်ပြီးအစင်းသက်မှတ်မှာဆိုတော့ဂျီဟန်ဘက်မှာကစိတ်နှုတ်ပဲရှိတာလေ။ငါတို့ဘက်ကအနိုင်ရမှာကတော့တေချာနေတာပဲလို့စိတ်ကြီးဝင်ပြီးပြောနေပါတယ်။အဲ့ဒီအချိန်မှာဘေဂျင်းဒီကဝန်လင်ကရောက်လာပြီးဘဲရန်ကိုလာနိုင်ပါတယ်။မင်းကလူကြိုက်မြောင်ဆုံးဖြစ်နေရဲ့အခုတော့ဒုတိယပဲရမှာပါလို့ဝန်လင်ကပြောလိုက်တော့ဘဲရန်ဒေါက်တာထပ်ပြီးဝန်လင်ရဲ့ကော်လာကိုဆွဲပြီးရန်ဖြစ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲ game စတင်ကြောင်းအချက်ပေးထန်ထပ်ပေါ်လာပါတယ်။ Kill the King လို့ခေါ်တဲ့အယိုးစုစစ်တပ်ကြီးကဂူတင်းချိုင်ကိုစတင်တိုက်ခိုက်လာပါပြီ။သူတို့ရဲ့ရီမန်းချက်ကတော့ကွန်ကာရာရဲ့ဝိညာဉ်ကိုဖျက်ဆီးဖို့ပါဒီလောက်များပြားပြီးကြောက်စရာကောင်းတဲ့မကမ်းဆိုးဝါတွေကိုဘယ်ရန်တို့တစ်ခါမှမမြင်ဘူးခဲ့လာကြောင်းအန်အောတုံလှုပ်သွားကြပါရဲ့မြောက်ဘက်တင်ကားမှာရှိနေတဲ့စီယုံဂျီဟန်ကတော့ဒီအယိုးစုတွေကိုမြင်မြင်ချင်းမှတ်မိသွားပါရဲ့သူ့အတိတ်မပြန်လာခင်ကကဘာကြီးကိုဖျက်ဆီးစေခဲ့တဲ့အဓိကအကြောင်းရင်းတွေထဲမှာဒီ Undead Legion တွေလည်းအပါဝင်ပဲလေအရင်ဘဝကကိုရီးယားမှာပေါ်ခဲ့တဲ့ DB လူတွေအခုလို promotion game မှာပေါ်လာလိမ့်မယ်လို့သူမထင်ထားခဲ့တာကြောင့်ဒီပွဲကတော်တော်လေးခက်ခဲသွားမယ်ဆိုတာသူရိပ်မိလိုက်ပါတယ်။စီယုံဂျီဟန်နဲ့အတီရှိနေတဲ့တခြားကစားသမားတွေကတော့လူနဲတာကိုကြည့်ပြီးဒီပွဲတော့တော်ပြီဆိုပြီးစိတ်ပြက်အားငယ်နေကြပါတယ်။စီယုံဂျီဟန်ကတော့သူတို့စီကအကူအညီရမှာမဟုတ်ဘူးဆိုတာသိတာကြောင့်တယောက်တည်းပဲတိုက်ရတော့မယ်လို့တွေးနေတော့စီယုံဂျီဟန်ဆိုပြီးဆိုဖီယာကဝမ်းတာအားရပြေးဖက်လိုက်ပါတယ်။ဆိုဖီယာတယောက်စီယုံဂျီဟန်နဲ့အသင်းတူနေလို့အယမ်းဖြော်နေပါတယ်။ဒါပေမဲ့စီယုံဂျီဟန်ကတော့ဆိုဖီယာရဲ့အဆင့်ကဘာလို့ဒီလောက်တောင်နှိမ့်ပြီးဒီအုပ်စုမှာရောက်နေလာတာလဲဆိုပြီးအံ့ဩနေပါတယ်။စကားပြောလို့မှမဆုံးသေးခင်ရန်သူစီကတိုက်ခိုက်မှုတစ်ခုကသူတို့စီကိုအရှိန်ဟုန်နဲ့ပြေးဝင်လာပါတယ်။ရန်သူတွေကတန်ကားကိုအမြန်ဖြိုလိုက်ကြစမ်းလို့အော်ဟစ်နေလို့ခံတက်တန်ကားကြီးကိုအတင်းဝင်ဖို့စ조사နေကြပါပြီ။အချင်းတွေကတော်တော်လေးတင်းထန်နေတာမို့စီယုံဂျီဟန်ကဘေးနားမှာရှိတဲ့ဆိုဖီယာကိုစကားတွေကိုနောက်မှပြရအောင်အခုတော့ငါ့ကို back ပေးလို့ရမလားလို့လှမ်းမိလိုက်တယ်။ဆိုဖီယာကလည်း okay လို့ချက်ချင်းပြန်ဖြေပြီးသူ့ရဲ့မော့အစွမ်းနဲ့စီယုံဂျီဟန်ကိုအားဖိပေးလိုက်ပါတယ်။စီယုံဂျီဟန်ကခန်းတက်ပေါ်ကနေရန်သူတွေကိုအကဲခတ်ကြည့်နေပါတယ်။ဒီမကောင်းဆိုးဝါတွေကတခြားကောင်တွေလို့မဟုတ်ပဲစစ်တပ်တစ်ခုလိုစနစ်တကျနဲ့လှုပ်ရှားနေကြတာတကောင်ချင်းစီရဲ့အစွမ်းကလည်းတာမန်ကစားသမားတစ်ယောက်လောက်ရှိနေပါတယ်။ဒါပေမဲ့စီယုံဂျီဟန်ကတော့အေးဆေးပါပဲ။ဘယ်လိုပဲခစ်ဖြစ်သူတို့ကအယိုးစုတွေပဲလीလို့ပြောပြီးတဝိုင်းပေါ်ကနေဝှစ်ခနဲ့ခုန်ချလိုက်တယ်။လေထဲမှာတင်စီယုံဂျီဟန်ကသုံးပါဘေးတိုင်းတိုင်းပင်ညာတောင်ကြီးပြိုလဲချင်းဆိုတဲ့ကွက်စီကိုသုံးပြီးမြေကြီးပေါ်ကိုအရှိန်ဟုန်နဲ့ရိုက်ချလိုက်တယ်။ဝင်းကနဲ့အထန်းကြီးနဲ့အတူအယိုးစုတွေအကုန်လွင့်ထပ်ပြီးအသက်စီးထိကုန်တာမို့
ဆိုဖီယာရဲ့ buff ကဖြစ်စည်းမှုကို20ရာခိုင်နှုန်းတောင်တိုးသွားတယ်လို့သူ့စီမှာရှိတဲ့ Phoenix Arrow ရဲ့မီတက်ကလည်းဒီအယိုးစုတွေနဲ့အစိတ်နဲ့မိသွားတယ်လို့မို့စီယုံကြီးဟန်အတွက်တော့ဒီကွဲကအေးဆေးပါပဲဒါပေမဲ့ထူးချမ်းတာတစ်ခုကတော့အယိုးစုစစ်သားတွေကစီယုံကြီးဟန်ကိုမွင်တာနဲ့ဘရင်ဖြစ်လာမဲ့သူပဲဘရင်ကိုတတ်ကြဆန်းလို့တီးတော့ရည်လွတ်လာကြပါတယ်အဲ့ဒီအချိန်မှာပဲမြေကြီးတဲကနေဗဆက်ကြီးပါတဲ့အလန်းကြီးတစ်ဖက်ထွက်လာခဲ့ပါတယ်စီယုံကြီးဟန်တောင်အန်အောတော့ပြီးဒါကခန်းစစ်မြေပုံတဲကဖျက်ဆီးမှုတမန်တော် Disciple of Destruction မဟုတ်ဘူးလားလို့တတိထားမိပါတယ်အဲ့ဒီလက်ကြီးကခန်တဲ့တန်ကားကြီးကိုဝှင်းကနေရိုက်ချလိုက်တော့တန်ကားရိုက်20ရာခိုင်နှုန်းကဖျက်ဆီးသွားပါပြီတန်ကားကြီးပြက်ကုန်ပြီလို့ဆိုဖီယာကထိတ်လန့်တဲ့အော်ဟစ်နေချိန်မှာစီယုံကြီးဟန်ကတော့ system ရဲ့တတိပေးတန်ကိုကြည့်ပြီးစိတ်ပြတ်သွားပါတယ်ရန်သူရဲ့မြောက်ပတ်တန်ကားကဖက်ဝင်သွားနေသူတို့အုပ်စုအကုန်ပြုတ်มาလေအဲ့ဒီအချိန်မှာပဲလက်ဖွားထဲမှာပစစ်ကြီးကနေမင်းမငါထက်သားလို့နဲ့အရေးချင်းရှိနေတာကိုငါမြင်နေရတယ်မင်းကိုငါဝါမျိုးပြီးငါလူလောက်ရမယ်လို့စီယုံကြီးဟန်ကိုဝါမျိုးဖို့ပြင်ဆင်လာပါတော့တယ်